ပိုက်ဆံလေးနဲ့ပတ်သက်လာရင်စိတ်ဖြစ်စည်းမှုတွေကအမြဲရှိနေတတ်တယ်နော်အဲ့ဒီစိတ်ဖြစ်စည်းမှုတွေကနေလွတ်မြောက်ပြီးကိုယ့်ရဲ့ငွေကြေးကိုကိုယ်တိုင်အပြည့်အဝအထိန်ချုပ်နိုင်တဲ့ဘဝမျိုးကိုပိုက်ဆိုင်ခြင်းကြမှာပါဒီနေ့တင်ဆက်မှုမှာတော့အဲ့လိုဘန်တာကြီးလွတ်လပ်ခွင့်ကိုဘယ်လိုရယူနိုင်မလဲဆိုတာကိုလေ့လာသွားကြမယ်ဟုတ်ပါပဲပိုက်ဆံကိစ္စဆိုတာကစိုးရိမ်ပူပန်မှုတွေနဲ့ခွဲလို့မရသလောက်ပါပဲဒါပေမဲ့လေအဲ့ဒီစိုးရိမ်စိတ်တွေကိုပဲတွန်းအားဖြစ်ပြောင်းလဲပြီးကိုယ့်ရဲ့ဘန်တာရဲ့အနာဂတ်ကိုယုံကြည်မှုရှိနဲ့ပုံဖော်နိုင်မဲ့နည်းလမ်းတွေတကယ်ရှိပါတယ်ကဲအဲ့ဒီနည်းလမ်းတွေကဘာတွေဖြစ်မလဲဆိုတာအထူးတူကြည့်လိုက်ကြရအောင်ဒီနေ့ကျွန်တော်တို့ရဲ့ဒီခီးစဉ်မှာလမ်းပြပေးမယ့်ဆရာကတော့ Jennifer Barrett ရဲ့ Think Like a Breadwinner ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ကလေငွေကြေးနဲ့ပတ်သက်တဲ့ဆွေးမှုတွေကိုဘယ်လိုကျော်လွှားမလဲပြီးတော့ယုံကြည်မှုအပြည့်နဲ့ကိုယ့်ဘဝရဲ့ဗဏ္ဍာရေးကိုဘယ်လိုပြန်တည်ဆောက်မလဲဆိုတာကိုလှော့ဆော်ပြီးနိုင်တဲ့တကယ်ကိုအစွမ်းချက်တဲ့တွေးခေါ်တွေအများကြီးပေးချတာကဲဒါဆိုပထမဆုံးအနေနဲ့ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့စိုးရိမ်ပူပန်မှုဆိုတဲ့ပြဿနာကိုတက်တက်ရင်ဆိုင်ကြည့်ကြရအောင်ဒါပေမဲ့ဒီနေရာမှာဒါကိုပြဿနာတစ်ခုလို့မမြင်ဘဲနဲ့လေကိုယ့်ရဲ့ပန်တာရေးဆွမ်းဆောင်ရေးကိုမြင့်တင်ဖို့အတွက်အခွင့်အလမ်းတစ်ခုလို့သဘောထားပြီးဒီခရီးကိုအတူတူဆက်လိုက်ကြရအောင်ဒီစာအုပ်ကပေးခြင်းတဲ့အဓိက message ကလေနှီးစင်ပိုက်ဆံဘယ်လိုသုံးမလဲဆိုတာကိုစီမံခန့်ခွဲတာထက်အများကြီးပို့ကြပြန်ပါတယ်တကယ်ရည်မှန်းချက်ပန်းတန်ကဘာလဲဆိုတော့ကိုယ့်ရဲ့ဘန်ဒါရီကိုကိုယ်တိုင်ပဲပုံဖော်ခွင့်ရပြီးတော့စိတ်အေးချမ်းသာစွာနေနိုင်မယ့်အခြေအနေအဲ့ဒါကိုဘန်ဒါရီလွတ်လပ်ခွင့်လို့ခေါ်တာပေါ့အဲ့ဒါကိုရရှိပိုင်ဆိုင်ဖို့ပါပဲဟုတ်ပြီအခုဆိုရင်ဒီပြဿနာရဲ့အထူးကကြတဲ့ဖြေရှင်းချက်ကဘာလဲဆိုတာကိုကြည့်ကြရအောင်အဲ့ဒါကဘာမှမဟုတ်ပါဘူးကိုယ့်ရဲ့ရှုမြင်ပုံကိုယ့်ရဲ့ mindset ကိုအခြေခံကစပြီးပြောင်းလဲပြဖို့ပါပဲကဲအိမ်ထောင်ဦးစီးစိတ်သက်ဆိုတာဘာကိုပြောတာလဲဆိုလိုတာကကိုယ့်ရဲ့ဗဏ္ဍာရေးဆက်လမ်းမှာပွဲကြီးပရိသတ်အဖြစ်ဘေးကနေထိုင်ကြည့်နေတာမျိုးမဟုတ်တော့ပဲစညွင်းကိုကိုယ်တိုင်ရေးတဲ့ director တယောက်ဖြစ်လာဖို့ပါပဲတနည်းပြောရရင်ကိုယ့်ရဲ့ငွေကြေးအနာဂတ်အတွက်ကိုယ်တိုင်က CEO ပဲဆိုတဲ့ခံယူချက်မျိုးကိုမွေးမြူရမှာပါဒီကိုကားချက်ကအထူးကတော့ချက်ကိုညွှန်ပြနေတာပဲဖနာရေးမှာအောင်မြင်ဖို့ဆိုတာကလည်းဘန်စာအောက်ထက်ကခနန်းဒီကနေစလာမဟုတ်ပါဘူးအထူးကကိုယ့်ရဲ့စိတ်သက်အဲ့ဒီနေစတင်တာပါဒီလိုစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကပဲလက်တွေ့ဘဝမှာကြီးမားတဲ့အပြောင်းလဲတွေကိုဖန်တီးပေးနိုင်မယ်တကယ်ကိုအစွမ်းထက်တဲ့တွန်းအားတစ်ခုဖြစ်လာမှာပါကဲအိမ်ထောင်ဝူးစီးစိတ်သက်ဆိုတာကိုခေါင်းထဲမှာပဲထားလို့တော့မဖြစ်ဘူးပေါ့နော်အဲ့ဒီစိတ်သက်ကိုလက်တွေ့ဘဝမှာဘလို့အသုံးချမလဲအဲ့ဒီအတွက်ဇက်ထက်တဲ့နီလန်းတွေကိုတက်ခုချင်းစီဆက်ပြီးလေးလာကြည့်လိုက်ရအောင်ဘဏ္ဍာရေးခိုင်မာမှုဆိုတာကိုအဆောက်အဦတစ်ခုနဲ့အတူတည်းဆိုရင်ပေါ့လေသူ့မှာမရှိမဖြစ်လို့အပ်တဲ့မန်နိုင်ကြီး၄ခုရှိပါတယ်အဲ့ဒါတွေကတော့1ကိုယ်ငွေရဲ့အဝင်အထွက်ကိုသိဖို့ဘတ်ဂျက်ဆွဲတာ2လုံခြုံမှုအတွက်ငွေစုတာ3ကိုယ့်ရဲ့ကြွယ်ဝမှုကိုတိုးပွားအောင်ယဉ်နှီးမြှုပ်နှံတာပြီးတော့4ဝန်ထုတ်ဝန်မိုးမဖြစ်အောင်အကျွေးတွေကိုစီမံခန့်ခွဲတာဒါတွေပါပဲဒီအဆင့်တူကိုတစ်ခုချင်းစီကျွမ်းကျင်သွားပြီဆိုရင်တော့တကယ်ကိုခိုင်မာတဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်မှာတည်ကြပါတယ်ပထမဆုံးနဲ့အရေးကြီးဆုံးအခြေခံအုံမြစ်ကတော့ကိုယ့်ရဲ့ဝင်ငွေတဲ့ထွက်ငွေကိုရှင်းရှင်းလင်းလင်းသိနေဖို့ပါပဲဘယ်ကဝင်ပြီးဘယ်ကိုထွက်နေလဲဆိုတာပေါ့အဲ့ဒါသိပြီဆိုရင်ဒုတိယအဆင့်ကဘဝမှာကြုံလာနိုင်တဲ့မမျှော်လင့်တဲ့အခက်အခဲတွေအတွက်အကာအကွယ်ဖြစ်မဲ့အရေးပေါ်ရန်ပုံငွေတစ်ခုကိုတိစောက်ထားရပါနဲ့လက်စဉ်အလိုအလျော့ငွေစုရစနစ်လေးတစ်ခုလုံထားလိုက်တာနဲ့ပဲဒီလုံခြုံမှုကိုတဖြည်းဖြည်းနဲ့ခိုင်မာအောင်တိစောက်သွားနိုင်မှာပါနောက်တစ်ဆင့်ကတော့ယင်းနှီးမြှုပ်နှံခြင်းပါဒါကကိုယ့်ငွေကိုဒီတိုင်းအိတ်မနေစေပဲကိုယ့်အတွက်အလုပ်ပြန်လုပ်ခိုင်းတဲ့သဘောပါပဲဥပမာ stock တွေ bonds တွေဘာမှမဟုတ်အင်ချမ်းမီလိုနီလာတွေမှာယင်းနှီးမြှုပ်နှံတာကပေါင်းဆက်အတိုးဆိုတဲ့မော်အစွမ်းကိုအသုံးချနိုင်စေပါတယ်ဆိုလိုတာကကိုရတဲ့အတိုးပေါ်မှာအတိုးပြန်ဆင့်ပြီးရနေတာမျိုးပေါ့အချင်းကြလာတာနဲ့အမျှကိုယ့်ရဲ့ကြွယ်ဝမှုကိုအစပေါင်းများစွာကြီးထွားလာစေနိုင်ပါတယ်အချွေဒီစကလုံးချလိုက်တာနဲ့လူတွေကနည်းနည်းတော့လန့်သွားကြကြတယ်ဒါမှမဟုတ်အချွေးတိုင်းကမကောင်းတာတော့မဟုတ်ပါဘူးဒီဆောင်မှာတော့အချွေးကိုနှစ်မျိုးအခွက်ချပြထားတယ်အနာဂတ်အတွက်ပိုင်းဆိုင်မှုဖြစ်လာမဲ့အေဝဲတာမျိုးပညာရေးအတွက်ယင်းနှီးမြှုပ်နှံတာမျိုးကအချွေးကောင်းလို့ခေါ်ပါတယ်အတုံးလုံးအကြောင်းမြင့်နဲ့ credit ခတ်ချွေးချန်နေလိုမျိုးကတော့ကိုယ့်ရဲ့ဘဏ္ဍာရေးကိုပြန်ထိခိုက်စေတဲ့အချွေးဆိုးတွေပေါ့ဒီတော့ဘန်ဒါကြီးစီမံခန့်ခွဲမှုနဲ့အသက်မွေးဝိုင်းကြောင်းမှာတိုးတက်ဖို့ရှိတာကတစ်ခုနဲ့တစ်ခုအပြည့်အလန်ဆက်နေပါတယ်စဉ်းစားကြည့်လေဝင်ငွေပိုရှာနိုင်လေဘန်ဒါကြီးကပိုခိုင်မာလာဖို့အခွင့်အလမ်းပိုများလာလေပဲဘန်ဒါကြီးဘက်ကစိတ်အေးရလေကိုယ့်ရဲ့လောကကြီးမှာပိုပြီးယုံကြည်မှုရှိနဲ့ရှေ့ဆက်ဆွန့်စားနိုင်လေပဲမဟုတ်လားဒါဆိုဝင်ငွေတိုးအောင်ဘယ်လိုလုပ်မလဲအထီးကနီးလန့်နေရှိပါရဲ့ကိုတန်ဖိုးကိုကိုတိပြီးလာစာတိုးကိုထိရောက်ရောက်ညှိနှိုင်းတတ်ရမယ်ကိုရဲ့အရေးချင်းတွေကိုလည်းအမြဲမပြတ်တင်ညိုမြင့်တင်နေရမယ်ပြီးတော့ကိုအထောက်ကိုပြုမဲ့မိတ်ဆွေကွင်းရက်ကိုတိဆောက်တာလမ်းညွန်တတ်တာပေးနိုင်မဲ့မန်တာတယောက်ရှာဖွေတာတွေလည်းအရေးကြီးပါတယ်အားလုံးထက်မှအရေးကြီးဆုံးကတော့အခက်အခဲတွေကိုကြမ်းကြမ်းခံနိုင်ပြီးအခွင့်အလမ်းသစ်တွေကိုတက်ကြွရှာဖွေတတ်တဲ့စိတ်ဓာတ်ပါပဲ
ဒါပေမဲ့ဒီလိုအလုပ်ကိုင်မှာဒူတက်အောင်ကြိုးစားတဲ့ခါမှာလေအပြင်ဘက်ကအခက်ခဲတွေအပြင်ကိုယ့်ရဲ့အတွင်းစိတ်ထဲကနေလာတဲ့အကြီးမားဆုံးအတားအဆီးတစ်ခုလည်းရှိနေတတ်ပါတယ် အဲ့ဒါကတော့ imposter syndrome လို့ခေါ်တဲ့စိတ်ခံစားချက်ပါပဲအသေးပဲကကိုကအရေးချင်းလဲရှိတယ်အောင်မြင်မှုတွေလည်းလုပ်ပြထားနိုင်တယ်ဆိုတာသိတဲ့သားနဲ့ကိုလိန်နေသလိုဒီညာနဲ့မထိုက်တန်သလိုမျိုးမလုံမလဲဖိနေတဲ့ခံစားချက်ကြီးပေါ့အဲ့ဒီခံစားချက်ကြောင့်ပဲကိုနဲ့တကယ်ထိုက်တန်တဲ့လာစာတို့ယာတို့လိုအခွင့်အရေးတွေကိုတောင်းဆိုဖို့နောက်တော့နေတဲ့ကြတာပါ အဲ့ဒီစိတ်ကိုကြော်လွှားဖို့အတွက်နီးလန်းနေလည်းရှိပါတယ်ဥပမာကိုငါလုံနိုင်တယ်ဆိုရအားပေးစကားတွေနေတိုင်းပြောတာမျိုးအောင်မြင်နေတဲ့ကိုပုံငယ်ကိုစိတ်ထဲမှာဖုန်ဖော်လေးကျင့်တာမျိုးပြီးတော့ကိုရရှိခဲ့တဲ့အောင်မြင်မှုတွေအသေးမွှားလေးတွေကအစအသေးမပြုတ်ကြီးဂုံယူပေးတာမျိုးတွေလုပ်ပေးနိုင်ပါတယ် ဒီတော့ခြုံပြောရရင်ဖနာရေးလွတ်လပ်မှုဆိုတာကတခြားမဟုတ်ပါဘူးအိမ်ထောင်ဦးစီးစိတ်ထက်ဆိုတဲ့အစွမ်းထက်တဲ့ mindset ကိုအရင်မွေးမှုရမယ်ပြီးရင်အဲ့ဒီ mindset နဲ့အညီလက်တွေ့ကြကြအယုံကြည်ချက်ရှိရှိနဲ့လှုပ်ဆောင်သွားမယ်ဆိုရင်ရလာမယ့်အတီးအပွင့်ကောင်းတစ်ခုပါပဲ ကဲအခုဒီလိုအစွမ်းထက်တဲ့တွေ့ရခေါ်တွေကိုတီးသွားပြီဆိုတော့နောက်ဆုံးမေးခွန်းကတော့ကိုပြန်မေးရမှာပါကိုဘွားရဲ့ပန်းနာရေးခေါင်းဆောင်ဖြစ်လာဖို့အတွက်ဒီနေ့ဘယ်လိုပထမဆုံးခြေလမ်းကိုစလန်းကြမလဲခီးကတော့အခုပဲစတင်နေပါပြီ